အားလုံးပဲမင်္ဂလာပါရှင် PNY Fashion ရဲ့ Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ဒီချေကပုံမှာပြထားပေးတဲ့ crop top အင်ဂျီလေးကိုကျွန်တော်တို့ပိတ်ဆက်မှာညင်နီလေးနဲ့ချုံနီလေးကိုပြန်လို့ပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့ crop top လေးရဲ့နောက်ချမ်းလေးကိုကျွန်တော်ပိတ်ဆက်မှာတင်ပြီးတော့မှညက်ပါမယ်ချုပ်စာလေးတွေကတော့ပခုံး 1cm လက်ဘင်း 1cm နဲ့ဘေးဘက် 2cm အောက်ဘက် 2cm ယူပြီးတော့မှညက်ထုတ်ပေးပါမယ်အခုဆိုရင်တော့ကျွန်တော်ပိတ်စပေါ်မှာချုပ်စာလေးလည်းထုတ်ပြီးသွားပြီမို့လို့ပိတ်စလေးညှစ်ထုတ်ပါမယ်နောက်ချမ်းလေးထုတ်ပြီးသွားရင်တော့ဂျေရိုရှည်ချမ်းလေးကိုသွားပါမယ်ရှည်ချမ်းမှာဆိုရင်လည်းဂျေရိုကပိတ်စလေးမညက်ခင်မှာဆိုလို့ရှိရင်ပင်လေးထိုးပြီးတော့ခါကြတော့ဂျေရိုချုပ်စာလေးထုတ်ပါမယ်ရှည်ချမ်းအတွက်ချုပ်စာလေးတွေကတော့ဂျေရိုလက်ဘင်း 1cm ပခုံး 1cm နဲ့ဘေးဘက် 2cm အောက်ဘက် 2cm စီယူပါမယ်ဒီနေရာမှာသတိထားရမှာကရှည်ချမ်းပွေရှိလေးကိုဂျေရိုကညက်တဲ့ထုတ်တဲ့အခါမှာဆိုလို့ရှိရင်ဂျေရိုရှည်ချမ်းချုပ်စာလေးအတွက်ကိုကျတို့ချုပ်စာလေးယူတဲ့အခါမှာကျပွေရှိလေးကိုခြေရခုလိုပြတ်ထားတယ်လို့မျိုးလေးကျတို့ copy လေးယူပြီးတော့မှချုပ်စာလေးထုတ်ပေးဖို့လိုပါမယ်ကျတို့ဒီလိုလေးချုပ်စာထုတ်တာကတော့ကျတို့ကအပူရှိန်လေးကိုကျတို့အလိုက်တင်လေးပြန်ခောက်ချတဲ့အခါမှာကျတို့လှပတည်တဲ့ပူရှိန်လေးရဖို့အတွက်ကျတို့ချုပ်စာလေးထုတ်ပေးနေတာပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျတို့ရှည်ချမ်းလေးမှာချုပ်စာလေးထုတ်ပြီးသွားပြီမလို့ချင်းစားပြီးတော့မှညှက်ထုတ်လိုက်ပါမယ်ကျတို့ရှည်ချမ်းအတွက်ပိတ်စာလေးညှစ်ပြီးသွားရင်တော့ကျတို့လက်ပတ်တန်လေးညှစ်ပါမယ်လက်ပတ်တန်လေးအတွက်ချုပ်စာလေးတွေကတော့ဂျိုင်း 1cm ဘေးဘက် 2cm နဲ့အာနာလေးတွေအတွက် 2cm ယူပြီးတော့မှညှစ်ထုတ်ပါမယ်ကျွန်တော်ပိတ်စာလေးတွေညှစ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ပထမဦးဆုံးကျတို့ရှည်ချမ်းလေးရနေပြီးတော့မှစပြီးတော့မှချုပ်ပါမယ်ပထမဦးဆုံးရှည်ချမ်းရဲ့အောက်ဘက်အနားလေးတွေကိုဓာတ်ဆက်လိုက်ပြီးတော့မှအောက်အနားလေးတွေကိုသေချာလေးမိဖို့ကပ်ပြီးတော့မှလုံထားပေးဖို့လိုပါမယ်ရှည်ချမ်းမှာအောင်သားလေးတွေကိုကျတို့နှစ်ဖက်စာလုံးမှာလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကျတို့ရှည်ချမ်းလေးကိုကျတို့ယခုလိုလေးထူးထဲမဲ့နေရာလေးပေါ့နော်ချုပ်စာထုတ်ခဲ့တဲ့ 2cm လေးကိုယခုလိုလေးနှာချင်းပူပြီးတော့မှချုပ်စာ 2cm လေးပူပြီးတော့မှနင်းပေးရပါမယ်ကျတို့အခုချုပ်လိုက်တဲ့ချုပ်စာ 2cm လေးကိုလည်းကျတို့ကဓာတ်ဆက်လေးလိုက်ပြီးတော့မှမိဘူးစရာလေးခွဲပြီးတော့မှတိုက်ထားပေးဖို့လိုပါမယ်ကျတို့မီးဘူးကိုခွဲချောင်းလေးခွဲပြီးတော့တေချာလေးထပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျတို့စူးစာလေးအတွက်ကျတို့ပိတ်စာညက်ပါမယ်ပိတ်စာလေးညက်ဖို့အတွက်ဆိုလို့ရှိရင်ကျတို့ကယခုလိုလေးကျတို့ရှည်ချမ်းလေးကိုအရှိရဲ့တိုင်းကိုကျတို့တိုင်းတာပြီးတဲ့အခါကျတော့ရလာတဲ့တန်ဖိုးလေးကိုကျတို့က plus 25 or 30 cm လောက်ပေါင်းပြီးတော့မှကျိုးရှည်လေးညက်ပေးရပါမယ်နောက်ကျိုးလေးရဲ့အကျယ်ကတော့3 cm or တော့မဟုတ်ရင် 3.5 cm လောက်ရှိတဲ့ကျိုးအကျယ်လေးထားပြီးတော့မှကျိုးရှည်လေးကတော့မိမိတို့တိုင်းလို့ရတဲ့အရှည်ကို plus 25 or 30 cm ပေါင်းပြီးတော့မှညှက်ထားပေးရပါမယ်ကျတို့ကျိုးလေးနှစ်ကျိုးစာညှစ်ထားပြီးပြီဆိုလို့ရှိရင်တော့ကျတို့ကပိတ်စကိုကျတို့ကျိုးလေးချုပ်ဖို့အတွက်ဆိုလို့ရှိရင်ညှစ်ထားတဲ့ကျိုးလေးချောင်းကိုအလဲကနေခောက်ပြီးတော့မှကျတို့ 0.7 အကျန်လောက်ကျိုးလေးတွေထုတ်ထားပေးဖို့လိုပါမယ်ကျင်ကတော့ကျိုးလေးတွေကိုမိပူစီစီကပ်ပြီးတော့မှကျိုးလေးနင်းပြီးသွားပြီမို့လို့ကျတို့ခုနကကျတို့ချုပ်ထားခဲ့တဲ့ချုပ်စာ 2cm တွေကိုကျတို့တစ်ခါလေးထည့်ပြီးတော့မှချုပ်ပါမယ်ကိုကကျိုးချုပ်တာတစ်ခါလေးထည့်ပြီးချုပ်တာအဆင်မပြေဘူးဆိုလို့ရှိရင်တော့အရင်ဆုံးမြောင်းလေးကျတို့ 0.8 လောက်ကိုအရင်နင်းပြီးတော့မှကျိုးလေးကိုပြန်ထည့်ပေးမယ်ဆိုရင်လည်းရပါတယ်
မိမိတို့လွယ်ကူတဲ့နည်းလေးနဲ့ထည့်လို့ရပါတယ်။ချက်ကတော့ဒီမှာတစ်ခါတည်းထည့်ပြီးတော့မှချုပ်ပေးလိုက်ပါတယ်။အခုဆိုရင်ချက်ကကျိုးလေးထည့်ပြီးတော့မှချုပ်ပြီးသွားပြီမို့လို့ယခုလိုလေးချုပ်ကျိုးလေးရလာမှာပဲဖြစ်ပါတယ်။ကျိုးလေးချုပ်တဲ့အခါမှာသတိထားရမှာကကျတို့အပေါ်ဘက်မှာဆိုရင်ပြန်ပြီးတော့မှပြုတ်ထွက်မသွားစေဘူးကျတို့ကျိုးလေးနဲ့ချောင်းလုံးကိုကျတို့သတိထားလေးတုပ်ပေးခဲ့ဖို့လိုပါမယ်။အခုဆိုရင်တော့ချက်ကကျိုးလေးတုပ်ထားခဲ့တဲ့ဟာလေးတွေကကျတို့အပေါ်မှာရှိထွက်နေရလေးတွေကိုကုတ်စာလေးမချုပ်ခင်မှာယခုလိုတည်သက်လေးဖြစ်သွားအောင်ပြန်ပြီးတော့မှဖြစ်ထုတ်ပေးလိုက်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ခြေချမ်းကုတ်စာလေးကိုတော့မိမိတို့စိတ်ကြအနေထားလောက်ညှက်ပြီးတဲ့ခါကျတော့ကျတို့အလှချင်းပူးပြီးတော့မှချုပ်စာ1 cm လောက်ကိုပင်လေးထိပြီးတော့မှချုပ်ပါမယ်။ကျတို့ကုတ်စာလေးနင်းပြီးသွားပြီဆိုလို့ရှိရင်တော့ယခုလိုအလဲပူရှိတ်နေရာလေးကိုလည်းကျတို့က1 cm လောက်ကျတို့အလဲကနေပြီးတော့မှကက်ကြီးလေးနဲ့တောက်ပြီးတော့ဒီဘက်တွေကိုလည်းကျတို့လှန်ချရလွယ်အောင်လို့ယခုလိုလေးကက်ကြီးလေးတောက်ပြီးတော့မှအလားဘက်ကိုလှန်ချပါမယ်။ကျတို့အလားဘက်မှာဆိုလို့ရှိရင်ကျတို့ချုပ်စာအလုံးကိုပလတ်ဘက်ချမ်းကိုကျတို့လှည့်ပြီးတဲ့ခါကျတော့အသက်ပြားစာလေးပြန်နှင်းပေးရပါမယ်။အခုဆိုရင်တော့ချဲကအတကားစာလေးလည်းနင်းပြီးသွားပြီမလို့မိဖို့သစရာလေးကလိုက်တဲ့အခါမှာချဲတို့ရဲ့ရှည်ချမ်းလေးကယခုလိုလေးတက်တက်လေးရလာမှာပဲဖြစ်ပါတယ်အခုဆိုရင်ကျတို့နောက်ချမ်းလေးကိုသွားပါမယ်နောက်ချမ်းလေးမှာဆိုလို့ရှိရင်လည်းကျတို့ကလက်ဘင်းလေးကိုကျတို့ကုတ်စာလေးညှက်ပြီးတဲ့အခါကျတော့ကျတို့ကုတ်စာလေးနင်းပေးပါမယ်နောက်ချမ်းလေးမှာလည်းကျတို့ကုတ်စာလေးနင်းပြီးတဲ့အခါမှာကျတို့အလှဘက်ကိုလန်ချပြီးတော့မှအသက်ဖြားစာလေးနင်းပြီးတော့မှမီးဘူးတခြားလေးကတ်ထားပေးပါမယ်အခုဆိုရင်တော့ချယ်ရိုရဲ့အင်ဂျီလေးကနောက်ချမ်းမှာဆိုရင်ချယ်ရိုကုတ်စာလေးလည်းဒီတက်နင်းပြီးသွားပြီမို့လို့ချယ်ရိုနောက်ချမ်းအောက်အနားလေးကိုဓာတ်ဆက်လိုက်ပြီးတော့မှတော့ချယ်ရိုမိဘူးလေးကပ်ပြီးတော့ချယ်ရိုအလှချောင်းလေးနင်းပေးပါမယ်အခုဆိုရင်နောက်ချမ်းအတွက်အောက်အနားလေးတွေမှာလည်းအလှချောင်းလေးတည်တည်နင်းပြီးသွားပြီမို့လို့ကျတို့ရှေ့ချမ်းနဲ့နောက်ချမ်းကိုအလှချင်းပူးပြီးတဲ့ခါကျတော့ပခုံးချင်းတွဲပေးပါမယ်ပခုံးလေးတွေတွဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျတို့ကြံနေတဲ့လက်ကလေးတွဲပါမယ်လက်ကလေးတွေကိုတော့ကျတို့ကပခုံးလေးနဲ့လာပြီးတော့မှမတွဲခင်ပထမဦးဆုံးကျတို့လက်ရဲ့အောက်ဖက်အနားလေးတွေကိုဓာတ်ဆက်လိုက်ပြီးတော့မှအနာအလှလေးပေါ့နော်တေချာလေးလုံးထားပေးရပါမယ်ခြေကတော့လက်အနားလေးတွေနဲ့ဆက်လေးနှိပ်ပြီးသွားရင်မို့လို့ကျတို့ရဲ့အင်ချီကိုချက်ချမ်းလေးနဲ့တွဲပေးပါမယ်ဒီနေရာမှာသတိထားရမှာကလက်ကလေးကိုကျတို့မသွဲခင်မှာဆိုလို့ရှိရင်ကျတို့ပတ်တန်ကနေဖြုတ်ကလေးကကျတို့ရှေ့ချမ်းနောက်ချမ်းလေးကိုတတိတခြားလေးမှတ်ထားပေးခဲ့ဖို့လိုပါမယ်ကျတို့လက်ကလေးထွဲတဲ့အခါမှာယခုလိုလာချင်းပူပြီးတော့မှပင်လေးတေချာထိမ့်ပြီးတော့မှတွဲပေးပါမယ်
အခုဆိုရင်တော့ကိုရယ်လေးလည်းထွက်ပြီးသွားပြီမို့လို့လှပတည်တက်ပြီးတော့မှချုပ်ရတာလည်းလက်ကိုလေးမြန်လက်ဆန်လာတဲ့ crop top V shape ချုံချိုအင်ဂျီလေးရပါပြီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကိုစိတ်နှပြကျမဆန္ဒကြပါစေကျဲဗီဒီယိုလေးတွေကိုတက်တဲ့တက်ဆိုရင်တော့ like and subscribe လေးနဲ့အားပေးသွားဖို့မမေ့ပါနဲ့နော်ပိုကောင်းတဲ့ဗီဒီယိုလေးနဲ့ထပ်ပြန်လာခဲ့ပါမယ်တတားပါ